ယနေ့ခေတ်မှာ AI ကကမ္ဘာမြေကိုလွှမ်းမိုးနေပါပြီ AI နဲ့အနာဂတ်ကိုမှန်းဆဖန်တီးရဲ့အသိပုံရိပ်တွေကိုအချက်အလက်တွေကိုကားပြီးပြန်လည်ပုံဖော်တဲ့ဒီနေ့မှာတော့ဗုဒ္ဓဘုရားရှင်ပွင့်တော်မူတဲ့ခေတ်ကို AI နဲ့ပုံဖော်ထားပါရဲ့မြတ်စွာဘုရားရှင်လက်ထက်မစ္စည်းမဒေတာမှာမဟာစနပုတ်16တိုင်းရှိခဲ့ပါတယ်အင်္ဂါတိုင်းစံပါမြို့ဂင်းကမြကမ်းဘေးမှာတည်ရှိတဲ့အရှိတ်အကြာဆုံးမြို့ကြီးဖြစ်ပါတယ်။မြတ်စွာဘုရားရှင်မကြာခဏကြွရောက်တော်မူလေးရှိပြီးရေချောင်းကုန်တွေရဲ့အချက်အချာဖြစ်လို့အမတန်ကြွယ်ဝချမ်းသာပါတယ်။မကတတိုင်းရာဇကြုံမြို့ဂိစကုတ်တောင်နဲ့ဝေဘာရတောင်နဲ့စတဲ့တောင်နာလုံးဝန်းရံထားတဲ့ဟိုင်ခန်းနဲ့ကြောက်တိုင်းကြီးတွေနဲ့နန်းတော်တည်ရှိပါတယ်။အိမ်မတာယာမင်းကြီးအုပ်ချုပ်ပြီးမြတ်စွာဘုရားကိုပထမဆုံးလှူဒန်းခဲ့တဲ့ဝေလူဝန်ကျောင်းတော်တည်ရှိတာပါကာတိတိုင်းဘာယာနတိမြို့ဂင်းကမြကန်းရှိဘာယာနတိမြို့တော်ဟာကမ္ဘာရှိအကြဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဘုရားဖြစ်တို့ရောက်တော်မူပြီးနောက်ပြစားဝကင်9ဦးကိုပထမဆုံးဓမ္မစကြာတရားတော်ဟောကြားခဲ့တဲ့မိခတာဘုံတော်တည်ရှိရာနေရာဖြစ်ပါတယ်ကောတလတိုင်းတာဝတိမြို့ပတေနတိကောတလမင်းကြီးအုပ်ချုပ်တဲ့တိုင်းပြည်ဖြစ်ပြီးမြတ်စွာဘုရားရှင်ဝါတော်25ဝအထိအများဆုံးတည်တုံးခဲ့တဲ့မြို့ဖြစ်ပါတယ်။အနာထပိန်တထေးကြီးဆောက်လုပ်လူတန်းနဲ့ရေတဝုံကျောင်းတော်နဲ့ဝိတာခါကျောင်းမကြီးရဲ့ပုပ္ပါယုံကျောင်းတော်တို့တည်ရှိရနေရပါဝိစီတိုင်းဝေတာလီမြို့ဝေတာလီပြည်လိဆဝီမင်းသားတွေသူတို့ရဲ့တိုင်းပင်စင်းလေးရာခမ်းမထဲမှာစီဝေးလေးရှိပြီးတိုင်းပြည်ကိုစုပေါင်းအုပ်ချုပ်ကြပါတယ်။မလာတိုင်းကုတိနာယုံမြို့မလာမင်းသားတွေအုပ်ချုပ်တဲ့တိုင်းပြည်ဖြစ်ပြီးမြတ်စွာဘုရားရှင်ပြိဋိဘံချမ်းတော်မူရာတိုင်းပြည်ဖြစ်ပါတယ်။စေတီတိုင်းတုတ်တိဝတီမြို့ကျောက်တောင်တွေပေါ်မှာတိဆောက်ထားတဲ့ခိုင်ခန့်နဲ့ခံတန်းနဲ့စစ်တီတွေတည်ရှိရာတိုင်းပြည်ဖြစ်ပါတယ်။ဝန်တာတိုင်းကောတံပီမြို့ရင်းငါမြစ်နဲ့ရမုံနာမြစ်ဆုံရာမှာတည်ရှိတဲ့အရေးပါတဲ့ကုန်းတွဲရေးစိတ်ကမ်းတည်ရှိရာတိုင်းပြည်ဖြစ်ပါတယ်။ကုရုတိုင်းအိန္ဒပတ္တမြို့ရှေးဟောင်းမဟာပါရတခေတ်ရဲ့ငွေတပ်တွေနဲ့စစ်တီတွေတည်ရှိရာတိုင်းပြည်ဖြစ်ပါတယ်ပင်စာလာတိုင်းကမ်ပီလာမြို့ပညာရှင်တွေနဲ့ပုံနာတွေစုဝေးရာနေရာဖြစ်ပါတယ်မစ္စာတိုင်းဝိရာကားမြို့ရဲ့ရခင်းပြင်မှာနားအုပ်ကြီးတွေနဲ့တိုးတိုင်းတွေတည်ရနိုင်တဲ့မွေးမြူရေးအခြေပြုတိုင်းပြည်ဖြစ်ပါတယ်တူရဒေနာတိုင်းမတူရာမြို့ရမုံနာမြကမ်းပေးမှာတည်ရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်တိုင်းပေါ်တလီမြို့ထူးခြားတဲ့ပြည်သူကားလိုက်ရနဲ့အုတ်ခံတတ်တွေတည်ရှိရာတိုင်းပြည်ဖြစ်ပါတယ်။အဝန်ဒီတိုင်းအုပ်စေနီမြို့တောင်ကုန်းပေါ်ကဟိုင်ခန့်နဲ့နန်းတော်ကြီးနဲ့စစ်တီတွေတည်ရှိပြီးမကတာတိုင်းနဲ့ပြိုင်ဘက်တိုင်းပြည်ဖြစ်ပါတယ်။ခန္ဓာရတိုင်းတက္ကသိုလ်မြို့နိုင်ငံရဲ့ခြားကကျောင်းသားတွေ
ပုံနာဆရာကြီးတွေရဲ့လက်အောက်မှာလာရောက်ပညာသင်ယူရတဲ့တက္ကသိုလ်ကြီးဖြစ်ပါတယ်ကမ္ဘောဇာတိုင်းဘာသာပူရာမြို့ဟိန္ဒူကုတာနန်ကြီးတွေရဲ့အောက်ခြေမြက်ခင်းပြင်ကျဲကြီးတွေမှာကမ္ဘောဇာမြင်းကောင်းတွေကိုရင်ပန်းအောင်မွေးမြူလေးရှိတဲ့တိုင်းဖြစ်ပါတယ်AI နဲ့ပုံဖော်ဖန်တီးထားတဲ့ပုံရိပ်များဖြစ်ပြီးမြတ်စွာဘုရားရှင်ပွင့်တော်မူရာခက်ကာလနဲ့ပတ်သက်ပြီးဖန်တီးထားတာအပေါ်အကြံပြုချင်တာရှိရင်ကွန်မန့်မှာရေးပေးသွားပါအောင်ရှင်။နောက်ထပ်ဖန်တီးမှုတွေကိုကြည့်ရှုနိုင်ဖို့အတွက် Go with Stay Channel ကို Subscribe လုပ်သွားပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။